မင်္ဂလာပါခင်ဗျာ The Daily Dose မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲပူလူဆိုပြီးညအိပ်ရင်ပန်ကာကိုမျက်နှာစီတဲ့ခန့်အိတ်တယ်လားဒါမှမဟုတ်အပူလောင်တဲ့အခါရေခဲချက်ချင်းကတ်တတ်တဲ့အကျင့်များရှိလားဒီအကျင့်တွေကသက်သာစေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့တင့်ခန္ဓာကိုယ်ကိုဆိုးရွားဒုက္ခပေးနေပါတယ်ဒါကြောင့်ဆရာဝန်တွေသတိပေးထားတဲ့ဒီအလွဲနှစ်ခုကိုအခုပဲရှင်းပြပေးပါမယ်နံပါတ်1ကတော့ပန်ကာသို့မဟုတ်အဲကွန်းလေကိုမျက်နှာစီတဲ့ခံပြီးအိတ်တာပါ။ဘာကြောင့်အန်ဒီရဲ့များလဲဆိုရင်ဒီလိုအေးဆက်တဲ့လေကိုတညလုံးတဲ့ခံရတဲ့အခါမျက်နှာပေါ်ကအာယုံကြောတွေရုတ်တရက်ရောင်ရမ်းသွားတတ်ပါတယ်။ဆေးပင်နာအရမျက်နှာတချမ်းရွဲ့ယောဂါဟာဗိုင်းရပ်စ်ကြောင့်အဓိကဖြစ်တာမှန်ပေမဲ့ဒီလိုပြင်းထန်တဲ့အေးဒဏ်ကယောဂါကိုချက်ချင်းထားကြွစေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။မနက်အေးရထားတဲ့အခါပါးစက်ရွဲ့သွားတာမျက်လုံးတစ်ဖက်ပိတ်မရတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကိုဘလို့ဖြေရှင်းမလဲဆိုရင်ပန်ကာကိုပေါ်တဲ့မခန့်ပဲလဲပတ်ထားပါအဲကွန်းကိုလည်း24ဒီဂရီအထက်မှာထားပြီးလေးထွက်ပေါက်ကိုအပေါ်လှည့်ထားဖို့အကြံပြုချင်ပါတယ်နံပါတ်2ကတော့ဟင်းချက်ရင်စီပူစင်တာဒါမှမဟုတ်ရေနွေးပူလောင်လာပြီးဖြစ်တဲ့အခါချက်ချင်းရေခဲအုံတက်တဲ့အချင်းပါဘာကြောင့်အန်ဒီရဲ့များလဲဆိုရင်ဒါဟာရှေးဦးဒူနာဖြူစုခြင်းမှာအဆိုးဆုံးအမားတစ်ခုပါပဲအပူလောင်ထားတဲ့အရေပြားဟာထိခိုက်လွယ်နေပါပြီအဲ့ဒီဘောကိုရေခဲတန်လိုက်တဲ့အခါသွေးကြောပြီးရုတ်တရက်ကျုံသွားပြီးသွေးလည်ပတ်မှုရက်တန်သွားပါမယ်ဒီအခါလိုအပ်တဲ့အောက်ဆီဂျင်မရတော့ဘဲအသားစေတွေပိုမိုတေဆုံးသွားပြီးအမာရွတ်အချီးကြီးကြံခဲ့ပါလိမ့်မယ်ဘလို့ဖြီရှင်းမလေးဆိုရင်ရေခဲလုံးဝမကပ်ပါနဲ့တာမန်ရေပိုက်ခေါင်းကကြတဲ့ရိုးရိုးရေအောက်မှာ10မိနစ်ကနေ15မိနစ်လောက်ဆေးကြောပေးတာကသာအမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ်ကဲမိတ်ဆွေတော့ဒီအလွဲနှစ်ခုတည်းကဘဲအချက်ကိုလွတ်မိနေလဲကောမန့်မှာရေးပေးသွားပါအောင်ဒီလိုအရေးကြီးတဲ့ကျမ်းမာရေးသတိပေးချက်တွေကိုအားလုံးသိအောင် share လုပ်ပေးပါနောက်ထပ်ဗဟုသုတတွေအတွက် The Daily Dose မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ